နွေရာသီလည်းရောက်နေပြီမကြာမီချိန်တွင်းမှာကျွန်တော်တကြံလည်းရောက်တော့မှာဖြစ်လို့အိမ်တိုင်းတွေမရှိမဖြစ်ဆောင်ထားတဲ့ပစ္စည်းတွေ2မျိုးနဲ့ကျွန်တော်ရွေးချယ်ထားတာဖြစ်ပါတယ်ကျွန်တော်ရေကူးကန်မျိုးစားလေးနဲ့ကျွန်တော်စပီကာပေါက်မျိုးစားများကိုရွေးချယ်ပေးထားတာဖြစ်ပါတယ်โอเคကျွန်တော်ရဲ့နောက်မှာရှိနေတဲ့ရေကူးကန်မျိုးစားလေးတွေကတော့ကျွန်တော်တို့မိသားစုနဲ့အတူတူမိမိရဲ့အိမ်မှာအပန်းပြေမလားအနားယူမလားရေကစားမလားကျွန်တော်တို့လူကြီးရောလူငယ်ရောအသုံးပြုလို့ရတယ်ရေကူးကန်မျိုးစားလေးတွေပဲဖြစ်ပါတယ်ခင်ဗျာစိုက်အနေနဲ့ကတော့ကျွန်တော်တို့4ပေခွဲ6ပေ9ပေ10ပေဆိုပြီးတော့မျိုးစုံရှိတာမလို့မိမိတို့အိမ်အတွက်တင့်တော်မဲ့စိုက်မျိုးစားလေးတွေကိုကျွန်တော်တို့ Pro One Global Home Center တိုင်းမှာသာမက Pro One Online Store မှာလည်းပစ္စည်းမှန်ဈေးနှုန်းမှန်သာဖြင့်ဝယ်ရရှိနိုင်ပြီဖြစ်ပါတယ်ခင်ဗျာမကြာမီချင်းတွေမှာကျွန်တော်တို့တကြံရောက်တော့မှာဖြစ်လို့တကယ်ချင်းနဲ့အတူတူပျော်မယ်ပါမယ်ဟဲမယ်ဆိုတဲ့သူတွေအတွက်ကျွန်တော်တို့ဒီ Pro One Global Home Center မှာ Speaker Brand မျိုးစုံကိုစုံစုံလင်းလင်းနဲ့ခင်းချင်းပြသပေးထားတာဖြစ်လို့ကျွန်တော်တို့ဒီ Pro One Global Home Center တိုင်းမှာသာမက Pro One Online Store ကနေပြီးတော့မှပစ္စည်းမှန်ဈေးနှုန်းမှန်သာဖြင့်ဝယ်ရရှိနိုင်ပြီဖြစ်ပါတယ်ဒီ season လေးကတော့တစ်လတစ်ခါ customer တွေအတွက်အသုံးဝင်စေမယ့်ပစ္စည်းလေးတွေကိုရွေးချယ်ပေးနေတဲ့ Pro One Choice အစီအစဉ်ပဲဖြစ်ပါတယ်